မင်္ဂလာပါရှင်တန်တာအင်ချန်မြေမှာကြိုဆိုပါရစေတန်တာယခုရောက်နေတဲ့နေရာလေးကတော့မဟာမြိုင်ထဲမှာဖြစ်ပါတယ်မဟာမြိုင်ထဲကအရန်လာတဲ့တိုက်ပေးဆက်ဆက်တစ်လုံးလေးနဲ့မိတ်ဆက်ပေးမဲ့ vlog ကလေးဖြစ်ပါတယ်ဒီတိုက်ကလေးကတော့လမ်း60အနီးနဲ့43လမ်းမကြီးအနီးမှာရှိပါတယ်အလှည့်လေးကတော့အားလုံးကြိုက်တဲ့အရှိလှည့်လေးဖြစ်ပါတယ်ပေကျယ်လေးကတော့18ပေနဲ့နောက်ကို65ပေရှိပါတယ်။ခရမ်းအမီပေါက်တန်းတစ်ကလေးဖောင်နေဆဲဖြစ်ပါတယ်ရှင်။ရောင်းချမဲ့ဈေးနှုန်းလေးကတော့36,000လေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။ဒီကွက်လေးကတော့အခုနေရာလေးကတော့မြင်းကြီးထက်ဟော်လေးဖြစ်ပါတယ်။ကားထားလို့လည်းရပါတယ်။ဟော်လေးဖြစ်တဲ့အတွက်လေကားခွင်အောက်မှာလည်းစစ်တူကန်းလေးတစ်ခန်းပါပါတယ်ရှင်။နေကားကွင်ရဲ့အနောက်မှာဆိုရင်ခန်းကျဲတစ်ခန်းရိုးရိုးခန်းကျဲလေးဖြစ်ပါတယ်ခန်းကျဲလေးပါပါတယ်ပရင်းပေါက်ကလည်းမြင်းမြင့်ကြီးကြီးလေးလှုပ်ထားပြီးတဲ့အတွက်လင်းဝင်လေးထွက်လည်းကောင်းတယ်အလင်းရောင်လည်းကောင်းပါတယ်ရှင်မိဖို့ခန်းလေးကလည်းကျဲပါတယ်မိဖို့ခန်းကလည်းပရင်းပေါက်လေးကိုကြီးကြီးလေးလှုပ်ထားပြီးတဲ့အတွက်အလင်းရောင်ကောင်းကောင်းရရှိပါတယ်ရေချိုးခန်းအိမ်နာကလည်းပရင်းပေါက်လေးကိုလည်းလှုပ်ထားပြီးတဲ့အတွက်ရေချိုးခန်းအိမ်နာလေးကိုလည်းအလင်းရောင်ကောင်းကောင်းရရှိပါတယ်ဘိုးတန်းလေးလည်းပါပါတယ်ရှင်အနောက်ဘက်မှာလည်းတကားပေါက်လေးအနောက်မှာအလုတ်ကလေးမြေလုတ်ကလေးရှိတဲ့အတွက်အပြင်မှာမိဖို့နဲ့မိသွေးမိဖို့လေးနဲ့ချက်ပြုတ်မယ်ဆိုရင်လည်းအဆင်ပြေပါတယ်မြေလုတ်ကလေးပါပါတယ်တကယ်လို့အဝတ်လေးပါတယ်လှမ်းနေလည်းရပါတယ်ရှင်ဒါလေးကတော့အောက်ထပ်အခန်းလေးဖြစ်ပါတယ်အခုကတော့ညီမတို့ပထမတက်ကိုပြန်มาဖြစ်ပါတယ်ရှင်ပထမတက်ကိုတက်မဲ့လှေကားလေးရလည်းပြေးပါတယ်ခြေနှင်းလေးတွေလည်းပြေးတဲ့အတွက်လူကြီးသူမတွေတက်ဆင်းလို့ဖို့လည်းအဆင်ပြေပါတယ်လေကားခွင်ကလည်းမမောင်ပါဘူးပရင်းမောက်လေးလှုပ်ထားပေးတဲ့အတွက်လေကားခွင်အလင်းရောင်ကောင်းကောင်းလေးရပါတယ်ရှင်အခုရောက်ရှိနေတဲ့နေရာလေးကတော့ပထမထပ်လေးဖြစ်ပါတယ်ပထမထပ်မှာမာစတာ2ခန်းပါပါတယ်ရှင်ဒါကတော့အနောက်ဘက်မာစတာကန်လေးဖြစ်ပါတယ်ခန်းကျယ်ဖြစ်တဲ့အတွက် family ကန်လေးလုပ်လို့ရပါတယ်ရှင်family ကမ်းမှာလည်းအနောက်ဝရဏလေးပါတဲ့အတွက်အပြင်ထွက်ဝရဏလှမ်းလို့ရပါတယ်ဒါကတော့အရှိဘက်က family ကမ်းဖြစ်ပါတယ်အရှိဘက်က master ကမ်းလေးမှာလည်းဝရဏအတွက်တကားပေါက်လေးပါတဲ့အတွက်အပြင်ဝရဏလေးလည်းထွက်ကြည့်လို့ရပါတယ်ဒါလေးကတော့ဒုတိယထပ်ကိုတက်မဲ့လှေကားခွင်လေးဖြစ်ပါတယ်လှေကားခွင်လေးကလည်းဗလင်းမောက်ပါတဲ့အတွက်အလင်းရောင်ကောင်းရရှိပါတယ်လှေကားခွင်လေးလည်းအဆင်ပြေပါတယ်ခုကတော့ဒါဒုတိယထပ်ကလေးရောက်သွားပါပြီရှင်ဒုတိယထပ်လေးမှာဆိုရင်လည်းရှေ့ကတော့ဖျားခန်းအိတ်ခန်းလုပ်လို့ရပါတယ်ရိုးရိုးခန်းကျယ်လေးတစ်ခန်းနဲ့အရှိဝရဏလေးကိုထွက်တဲ့တကားပေါက်ပါပါတယ်ပရင်းပေါက်တွေကိုလည်းအကြီးလှုပ်ထားပြီးတဲ့အတွက်အလင်းရောင်ကောင်းကောင်းရပါတယ်ရှင်ဒါကတော့အလေကန်းကဖြစ်ပါတယ်အလေကန်းကလည်းကလေးဒီဧည့်သည်ဒီထားဖို့အိတ်ခန်းလေးလည်းရပါတယ်ရှင်စာကြည့်ခန်းလို့လည်းလုပ်လို့ရပါတယ်ဒါလေးကတော့အနောက်ကfamily ခန်းလေးပေါ့နော် master ခန်းလေးဖြစ်ပါတယ် master ခန်းလေးရေချိုးခန်းအိမ်နာဘူတိုင်းလည်းပါပါတယ်အနောက်ကလည်းဝရဏထွက်တဲ့တကားပေါက်လေးပါပါတယ်ဒီခန်းနဲ့သက်ဆိုင်တဲ့ဝရဏဖြစ်တဲ့အတွက်အနောက်မှာလည်းအဝတ်လှမ်းဘာညာလုပ်ဖို့လည်းအဆင်ပြေပါတယ်ရှင်ဒါလေးကတော့အပေါ်ထပ်ဆက်လက်ပြင်ကိုတက်မှာဖြစ်ပါတယ်ရှင်အပေါ်ထပ်ဆက်လက်ပြင်မှာဆိုရင်လည်းဆိုလာရဲ့စင်ကြီးနဲ့ဆိုလည်းနေရာကောင်းကောင်းရပါတယ်ရှင်မိသားစု holiday ပိတ်ရညစားဝဲတောက်ဖွဲတွေလုပ်ဖို့လည်းအဆင်ပြေပါတယ်။ခေါ်ကျဲပါတယ်။အပေါ်ကန်အောက်ကန်ရေကန်ပါပါတယ်။အပေါ်ရေကန်အတွက်မော်တာအောက်ကန်အတွက်မော်တာတွေလည်းပါပါတယ်ရှင်။ဒီကွက်လေးကတော့မဟာမြန်ကိုလမ်း60နဲ့43လမ်းမကြီးအနီးမှာရှိပါတယ်ရှင်။ဒီကွက်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့တန်တာအင်ချန်မြေကိုဆက်သွယ်ပေးပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ဒီ vlog လေးကို